အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက်အရေးကြီးဆုံးအချက်နှစ်ချက်အကြောင်းလေးကိုဆွေးနွေး sharing လေးလုပ်ပေးချင်ပါတယ်။ကျွန်မကတော့ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့ prime area တွေပေါ်မှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ aspiring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးအမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ high value property consultant and business coach ဆွေးမြတ်ဟေတီဖြစ်ပါတယ်ရှင်။အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက် working capital လို့ခေါ်တဲ့ကိုယ့်ရဲ့လုပ်ငန်းလက်ပတ်စည်းစိမ်ဖို့အတွက်လုံလောက်တဲ့အရင်းအနှီးငွေကြေးအရင်းမြစ်လိုသလို property assets လို့ခေါ်တဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုကလည်းအရန်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ business owner တွေတော်တော်များများကစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာကိုယ့်ရဲ့ investment ငွေတွေအကုန်လုံးကိုကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးလည်ပတ်ဖို့အတွက်ရင်းနှီးမြှုပ်နှံမှုအတွက်ကိုပဲဦးစားပေးပြီးတော့ထားလိရှိကြပါတယ်။အဲ့ဒါဘာမှမဖြစ်တဲ့ပုံမှန်အခြေအနေမှာဆိုရင်အကြောင်းမဟုတ်ပေမဲ့မတော်တဆမြန်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကရုတ်တရက်ဆုံးရှုံးနိုင်ခြေရှိတဲ့ risk တစ်ခုခုနဲ့ကြုံလာရသည်ရှိတော့ကို့မှာ second plan လို့ခေါ်တဲ့ backup plan မရှိထားတဲ့အတွက်ကိုဆုံးရှုံးနိုင်ခြေကအများကြီးပိုများပါတယ်။ prime area တွေဖြစ်တဲ့အချက်အခြာနေရာကောင်းတွေမှာ property assets တစ်ခုအနေနဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကတချို့တစ်ဝက်ကိုအမျှော်မြင်ရှိနဲ့အိမ်ချမ်းမြေမှာရင်းနှီးမြှုပ်နှံ investment လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာမတော်တဆမြန်ရုတ်တရက်ဆုံးရှုံးနိုင်တဲ့အကြောင်းအရာတစ်ခုခုနဲ့ကြုံလာရခဲ့တယ်ဆိုလို့ရှိရင်တော့မှကိုယ့်ရဲ့လုပ်ငန်းအတွက် credit leverage အနေနဲ့အသုံးပြုနိုင်သလိုကိုယ့်ရဲ့သားစဉ်မြေဆက်အနာဂတ်အတွက်လည်း future wealth plan အနေနဲ့ကိုယ့်ရဲ့စီးပွားရေးဓနဥစ္စာကိုအမျှော်မြင်ရှိနဲ့ကာကွယ်ထားနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်တစုံတရာအကျိုးရှိတယ်ဆိုလို့ရှိရင်ဆွေမြတ်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါ။နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ပါမယ်ရှင်။